ကြီးစေးထိုးခြင်းနေတဲ့အမျိုးသားတွေနော်ထိုးဖို့ရာအတွက်စိတ်ကူးရှိတယ်ဆိုတဲ့အမျိုးသားတွေဒီဗီဒီယိုလေးကိုပြီးအောင်ကြည့်နော်အဲ့တော့ပြီးအောင်ဒီဗီဒီယိုကြည့်ပြီးတာနဲ့ကြီးစေးထိုးတာဆိုတာဘာလဲဆိုတာနားလည်သဘောပေါက်သွားလိမ့်မယ်ပြီးတဲ့အခါကျတော့ကြီးစေးထိုးခြင်းရဲ့နောက်ဆက်တွဲအကြောင်းအရာတွေကိုသိရှိနားလည်သွားပြီးတဲ့အခါကျမှကြီးစေးထိုးတာကောင်းလားမကောင်းဘူးလားထိုးသင့်လားမထိုးသင့်ဘူးလားဆိုတဲ့ဟာကိုယ့်အနေကိုနော်အဲ့တော့လေးလေးနက်နက်သဘောပေါက်နားလည်သွားလိမ့်မယ်အဲ့ခါကျတော့နောက်အဲ့တော့စိတ်ကူးထဲမှာတော့စိတ်ကူးရင်ကြတော့ကြီးစေးဆိုတဲ့ဟာကြီးကထိုးလိုက်လို့ရှိရင်တော့တဘာဝအတိုင်းပဲမြင်ကောင်းရှုကောင်းတဲ့ပုံစံမျိုးကြီးနဲ့ဖွားဖက်တော်ကြီးကကြီးပြီးသွားတဲ့ခါကျတော့တကယ်ကိုဆွဲဆောင်မှုရှိလိမ့်မယ်လို့ထင်ကြမှာဒါစိတ်ကူးရင်တတ်ပဲဖြစ်ပါတယ်နော်တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူးကြီးစေးထိုးပြီးတဲ့သူတရားမှာတရားရာခိုင်နှုန်းနီးပါးပြဿနာပေါင်းစုံနေနဲ့ရင်ဆိုင်နေရတာပါနော်အဲ့ခါကျတော့အဲ့ဒါလေးကိုကျမ်းမာရေးဘုဒ္ဓတာရအောင်ပြောပြမယ်အဲ့ခါကျတော့ကြီးစေးထိုးတယ်ဆိုတာကနော်အဲ့တော့ဆရာဝန်တွေအနေနဲ့ထိုးတာမရှိဘူးနော်ဆရာဝန်တွေကအဲ့ဒီဆေးမျိုးတွေလိုက်ထိုးပေးနေတဲ့ဆရာဝန်ရဲ့လို့မရှိဘူးအဲ့တော့ကြီးစေးထိုးတယ်ဆိုတာရက်ကွက်ထဲမှာနော်သူ့ဟာနဲ့သူရက်ကွက်ထဲကလူတွေနှကြားပကြားနဲ့သူတို့ကသူတို့ဆေးတွေဝယ်ပြီးတဲ့အခါကျတော့ကိုယ့်ဟာနဲ့ကိုယ်တွေရှောက်ပြီးတဲ့အခါကျတော့ထိုးကြတာအဲ့တော့ထိုးတဲ့ဆေးတွေကလည်းဘယ်လိုဆေးမျိုးတွေလဲဆိုတော့ sclerosing agent လို့ခေါ်တဲ့ဆေးတွေနော်အဲ့ဒီဆေးတွေကဒီမောင်ကိုဈေးကွက်ထဲကနေပြီးတော့ဘယ်လိုပုံစံမျိုးတွေနဲ့ရလာလဲတော့ကျွန်တော်လည်းမသိဘူးအဲ့တော့အဲ့ဒီဆေးပုံစံလေးကအရေးပုံသဏ္ဍာန်နဲ့ရှိတယ်ပြီးတဲ့အခါကျတော့အဲ့ဒီဆေးလေးတွေကဝါနော်အဝါနုရောင်လေးအဝါနုရောင်ကြီးပုံစံမျိုးလေးနဲ့လည်းလာတတ်တယ်ပြီးတဲ့အခါကျတော့အဖြူအကြည်ရောင်အစီပုံစံမျိုးလေးတွေနဲ့လည်းလာတတ်တယ်အဲ့တော့အရောင်နှစ်မျိုးနဲ့အဲ့လိုမျိုးလေးတွေလာတတ်တယ်လာပြီးသွားတဲ့အခါကျဆေးမှာအညွှန်းစာတွေဘာမှမပါဘူးပနက်စလင်ဘူးလေးထဲမှာနော်အဲ့တော့ဆေးရည်လေးတွေကိုဒီတိုင်းပဲထည့်ပြီးတော့ 10cc ဆိုလဲ 10cc ပေါ့ 5cc ဆိုလဲ 5cc အဲ့လိုမျိုးလေးတွေနဲ့ထည့်လာတဲ့ဘူးလေးတွေနဲ့နော်ရောင်းလေးရှိကြတယ်အဲ့ဒါကမောင်ကိုဈေးကွက်ထဲကနေပဲဝယ်ကြတာနော်အဲ့တော့အဲ့ဒါမျိုးဆေး sclerosing agent ဆိုတာထိုးလိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့အရေပြားအောက်ထဲကိုထိုးလိုက်လို့ရှိရင်ဆေးတွေကခဲသွားပြီးတော့မာသွားပြီးတဲ့ခါကျနောက်ပိုင်းမှာအမာရွတ်တွေဖြစ်ပြီးသွားတဲ့ခါကျတော့နော်ဆေးတွေကဟိုတစုဒီတစုနဲ့ခဲသွားစေတဲ့ဆေးမျိုးတွေဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒါမျိုးဆေးမျိုးတွေအပြင်တချို့ဆိုလို့ရှိရင်ဒီလောဘသမားတွေရဲ့နော်မောက်ကရောင်းတဲ့ဟာတွေကအဲ့လို sclerosing agent တော့မဟုတ်ဘဲနဲ့ဘာအစီတွေမှမသိဘူးเนาะအစီတစ်မျိုးအဲ့တန်လွန်စီလိုဟာမျိုးတွေအုံးစီလိုဟာမျိုးတွေကိုဂျင်းထည့်ပြီးတော့ရောင်းလွှတ်လိုက်တာမျိုးတွေလည်းရှိတယ်เนาะတချို့ဆိုလို့ရှိရင်အဲ့ဒါမျိုးဆေးတွေကိုထိုးပြီးတဲ့အခါကျချက်ချင်းဒုက္ခရောက်သွားတာမျိုးတွေလည်းဖြစ်တတ်တယ်เนาะအကြီးသေးဆိုပြီးထိုးနေကြတဲ့ဟာတွေကเนาะဘယ်လိုမျိုးထိုးလဲဆိုခုနပြောတဲ့ sclerosing agent လို့ခေါ်တဲ့เนาะအရေပြားကိုအမာရွဖြစ်စေတဲ့ဆေးရည်တွေကိုဘယ်ထဲမှာထိုးလဲဆိုတော့အရေပြားအောက်ထဲမှာထိုးတာနော်အရေပြားအောက်ထဲမှာဆေးရည်တွေထက်အဲ့တော့ 5cc တို့ 10cc တို့အဲ့လိုမျိုးတွေနော်အရေပြားအောက်ထဲမှာပတ်လေတွေလိုက်ထိုးပြီးချင်းနော်အဲ့တော့အရေပြားအောက်ထဲမှာဆေးတွေထည့်လိုက်တဲ့ခါကျတော့အရေပြားကြီးကတော့ထူပြီးတဲ့ခါကျတော့နော်အဲ့တော့ကျတော့ကြီးလာတဲ့အောင်ဖြစ်တာပေါ့အဲ့တော့ကြီးစေးထိုးပြီးချင်းဘာဖြစ်မလဲဆိုတော့အရေပြားကြီးကထူပိတ်ကြီးဖြစ်ပြီးတဲ့ခါကျတော့ပွက်စိတ်ကြိုက်တယ်လို့ခါချင်းကြိုက်တယ်လို့ပုံစံမျိုးကြီးနဲ့เนาะအဲ့တော့ပြောမယ်ဆိုကစုံလို့ပုံစံမျိုးကြီးဖြစ်သွားပြီးတဲ့ခါကျတော့ဘာတွေဖြစ်ကုန်လဲဆိုတော့သူ့အနေနဲ့သူသွေးကြောလေးတွေကအရေပြားရဲ့သွေးကြောလေးတွေကသူ့အနေနဲ့သူသွေးကြောလေးတွေနဲ့ဖော်ဖက်တော်မောင်ကြီးကအကြောပြိုင်လေးတွေထပြီးအဲ့လိုမျိုးလေးရှိနေရမှာပုံမှန်အဲ့ဒါမျိုးမရှိတော့ဘဲနဲ့အရေပြားအောက်ထဲမှာဆေးရည်တွေဖြစ်ပလိုက်တဲ့ခါကျတော့အကြောတွေပေါ်ကိုဆေးရည်တွေကဖုံးပြီးတဲ့ခါကျတော့အရေပြားကြီးကဘာဖြစ်လဲဆိုတော့ထူပိတ်ကြီးနဲ့เนาะအဲ့လိုမျိုးပွက်စိတ်ကြိုက်တယ်လို့ခါချင်းကြိုက်တယ်လို့ပုံစံမျိုးကြီးဖြစ်ပြီးတော့ဟုတ်မသိလို့ရှိရင်ကစုံဥကြီးလို့အာလူသီးလို့အဲ့လိုပုံစံမျိုးဖြစ်တာနော်ဒါထိုးပြီးချင်းအဲ့ဒါမျိုးဖြစ်တယ်အဲ့တော့ထိုးပြီးချင်းတစ်ရက်နှစ်ရက်မှာဘာဖြစ်လာမလဲဆိုတော့နည်းနည်းနာလာမယ်ပြီးတဲ့ခါကျတော့ရောင်လာပြီးတဲ့ခါတချို့ဆိုလို့ရှိရင်တော့အဲ့တော့အဖျားတွေဘာတွေတက်လာတာမျိုးတွေအထိဖြစ်တတ်တယ်အဲ့တော့ရောင်လာမယ်ပြီးတဲ့ခါကျတော့နာလာမယ်ပြီးတဲ့ခါကျအရေပြားကြီးကထူပိတ်ကြီးဖြစ်ပြီးတဲ့ခါကျတော့အဲ့လိုမျိုးပုံစံမျိုးကြီးနဲ့ကြီးတာအဲ့တော့ကြီးတဲ့ဟာမှာအဲ့တော့မျက်စိတွေကိုမြင်အောင်ကြည့်လိုက်နော်အဲ့တော့သူကနဲ့သူအကြောပြိုင်လေးထားပြီးတဲ့ခါကျတော့နော်တဘာဝအတိုင်းကြည်ကောင်းရှုကောင်းရှိရမယ်ပုံစံကစုံလို့အာလူသီးလို့ကြီးပုံစိုးပန်းစိုးကြီးဖြစ်ပြီးတော့မသိရင်မဲ့ဟိုနော်ခါချင်းကောင်းတွေဝိုင်းကြိုက်ထားတယ်လို့ပေါ့စိတ်တွေဝိုင်းကြိုက်ထားတယ်လို့အဲ့လိုပုံစံမျိုးကြီးနဲ့ဖြစ်ပြီးတော့ထူပိတ်ကြီးဖြစ်သွားမှာပါနော်အရေပြားကြီးကအဲ့ဒါမျိုးကြီးဖြစ်သွားမှာပါအဲ့တော့ကြာတာထိုးပြီးချင်းနော်9ရက်တစ်ပတ်လောက်နေလို့ရှိရင်အဲ့ဒါမျိုးပုံစံဖြစ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဖွားဖက်တော်မောင်ကြီးကအပေါ်ကိုအမြဲတမ်းနေတာမဟုတ်ဘူးအောက်ကိုဒီလိုမျိုးလေးအောက်လေးကိုစိုက်ပြီးတော့နေတာ
အောက်ကိုစိုက်နေတဲ့အရေပြားအောက်ထဲမှာဆေးရည်တွေထည့်ထားတာဖြစ်တဲ့အတွက်အဲ့ဒီဆေးရည်ကမြေကြီးရဲ့ဆွဲအားကြောင့်မလားအောက်ကိုစိုက်ထားတဲ့အတွက်ဆေးရည်တွေကဘယ်လိုစုမလဲထိတ်ကိုလာပြီးတော့စုသွားမယ်ထိတ်ကိုလာစုပြီးတော့ကျတော့အရင်ကသေးပြီးတော့နောက်ထိတ်ကြီးကအဲ့မှာဘူးစီပေါင်းလို့ကြီးအဲ့လိုမျိုးကြီးဖြစ်ပြီးတော့ကျတော့ထိတ်ကြီးကကြီးပြီးတဲ့ခါကျတော့အဲ့လိုမျိုးကြီးဖြစ်မယ်ဒါထိုးပြီးတော့တလားလောက်နေတဲ့ခါကျတော့ပုံပြက်သွားတာကိုပြောတာနော်အဲ့ခါကျတော့ဒါတလားလောက်အနေထားမှာအဲ့ထိတ်ကြီးထဲမှာဆေးတွေစုပြီးတဲ့ခါကျတော့မှနော်အဲ့လိုမျိုးကြီးထိတ်ကြီးကဘူးစီပေါင်းလို့ကြီးဖြစ်တဲ့အနေထားမျိုးကိုရောက်မှာဖြစ်ပါတယ်နော်ဒီတွေကထိတ်ကိုလာစုပြီးတော့ကျတော့နော်အဲ့တော့ထိတ်ကိုလာစုပြီးတဲ့ခါကျတော့ပိတ်သွားတဲ့ခါကျတော့ဒီထိတ်ကဖွင့်လို့မရတော့ဖွားဘက်တော်မောင်ညိုရဲ့ထိတ်ကဆေးတွေနဲ့ခဲပြီးကြက်ပြီးပိတ်သွားတဲ့ခါထိတ်ကဖွင့်လို့မရတော့ဖွင့်လို့မရတော့လို့ရှိရင်အထဲမှာရှိနေတဲ့ဂျင်းညော်တွေကိုတန်ရှင်းလုပ်လို့မရတော့ဘူး။နော်အဲ့ဒါဒီထိတ်ပိတ်တာကြီးကနော်မဖွင့်မဲနဲ့နောက်9နှစ်နေတဲ့ခါ10နှစ်နေတဲ့ခါအဲ့လိုအကြာကြီးထားလိုက်တဲ့ခါကျအထဲမှာရှိတဲ့ဂျင်းညော်တွေကတန်ရှင်းလုပ်လို့မရဘဲနဲ့ဂျင်းညော်တွေကများပြီးသွားတဲ့ခါကျတော့ပိုးဝင်တာတွေကဖြစ်နိုင်တယ်ပြီးတဲ့ခါကျတော့အဲ့ဒီဂျေးတွေကနေပြီးတော့ဓာတ်တိုးကိန်းတွေဖြစ်ပြီးတဲ့ခါကျတော့မောင်ညိုရဲ့ထိတ်ကနေပြီးတော့နော်အဲ့တော့ကင်ဆာယောဂဘက်ကိုပြောင်းသွားတတ်တယ်နော်အဲ့တော့ကင်ဆာဖြစ်သွားရင်တော့အချောင်းလိုက်ဖြတ်ပြေအောင်မရှိတော့တယ်ဘာမှလုပ်လို့မရတော့နော်အဲ့ခါကျတော့ထိတ်ပိတ်သွားပြီဟဲ့ဆိုရင်အရေးကြီးလာပြီအဲ့ဒီဟာထိတ်ကိုပြန်ဖို့နဲ့ခွဲစိတ်ကူတာမှုမျိုးကနော်အချိန်မီလုံးအောင်မှာဖြစ်ပါတယ်မြန်လုံးအောင်မှာဖြစ်ပါတယ်အဲ့တော့တချို့ကကြီးစေးထိုးတယ်ထိတ်ကမပိတ်ဘူးကံကောင်းစွာနဲ့ထိတ်ကမပိတ်ဘူးဆိုရင်တော့ပြဿနာဒီလောက်မကြီးဘူးနော်ထိတ်ပိတ်သွားပြီဆိုရင်ကတော့အဲ့ထိတ်ပိတ်တာကြီးကိုအမြန်ဖို့မှပဲနော်ကင်ဆာကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီခါကျတော့နော်အဲ့တော့ခွဲစိတ်တယ်ဆိုတာလည်းပဲအသေးစားခွဲစိတ်မှုမျိုးမဟုတ်ဘူး။နော်အဲ့တော့ကျတော့ခွဲစိတ်ဆရာဝန်နော်အဲ့တော့အထွေထွေဆရာဝန်နဲ့ခွဲလို့မရဘူး။နော်အဲ့တော့ခွဲစိတ်ပါတကူတယောက်နဲ့တေချာလေးပြရမယ်။ပြပြီးသွားတဲ့အခါကျတော့ခွဲစိတ်ခန်းထဲမှာမေဈေးဆရာဝန်တွေထုံဈေးဆရာဝန်တွေပါတယ်ခွဲစိတ်ခန်းကြီးထဲမှာအဲ့လိုမျိုးဆရာဝန်တွေနဲ့အဲ့လိုမျိုးအဖွဲလိုက်ကြီးခွဲရတာမျိုးဖြစ်ပါတယ်နော်ပြီးတဲ့အခါကျတော့ तू ကခွဲတဲ့အခါမှာစီးပိုက်ထည့်ထားရတယ်နော်စီးပိုက်ထည့်ပြီးတဲ့အခါကျမှအဲ့လိုမျိုးလိုအပ်တဲ့အရေးပြားတွေကိုနော်ဒီဆေးခဲတွေကခွာလို့ရရင်ခွာပေါ့နော်ဖယ်လို့ရရင်ဖယ်ပေါ့တချို့ကကျတော့ဒီအရေးပြားမှာနော်ဆေးတွေကတအားထိုးထားတဲ့အခါကျတော့အရေးပြားနဲ့ဆေးတွေနဲ့ကတ်နောက်ကတ်နေတဲ့အခါအဲ့ဆေးတွေကခွာလို့မရချစ်ထုတ်လို့မရဖယ်လို့မရတဲ့အခါကျတော့နော်အဲ့တော့အရေးပြားကြီးကအကောင့်တိုင်းမရတော့ဘူးအဲ့တော့အရေးပြားအကောင့်တိုင်းမရတဲ့အခါကျတော့ခွဲစိတ်တာဘယ်လိုမျိုးဖြစ်လဲဆိုတော့ငပြောသီးကိုနော်ငပြောသီးဟိုအခွန်ခွာပလိုက်ရတယ်လို့ဖြစ်လိုက်တာငပြောသီးရအခွန်မပါတဲ့ငပြောသီးလို့ပုံစံမျိုးဖြစ်သွားအောင်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့နော်အဲ့တော့ဒီအရေးပြားကြီးကလည်းပြန်မအုပ်ထားပဲနဲ့လည်းမရဘူးလေနော်အဲ့ဒီခါကျတော့အဲ့တော့အရေးပြားအကောင့်တိုင်မရတဲ့အခါကျတော့ဘယ်ထဲကိုထည့်ချုပ်ရလဲဆိုဒီဖွားဘက်တော်မောင်ညိုအင်ကြီးချွတ်ထားတဲ့ဟာကြီးကိုဘယ်ထဲကိုထည့်ချုပ်ရလဲဆိုကပ်ပဲအိတ်ထည့်ပြီးတဲ့အခါကျတော့ထည့်ချုပ်ထားရတာနော်အဲ့ဒီခါကျတော့ပုံကဘယ်လောက်ဆိုလဲမျက်စိနဲ့မြင်အောင်ကြည့်လိုက်ကွယ်နော်အဲ့တော့ကပ်ပဲအိတ်ထဲမှာနော်ဖွားဘက်တော်မောင်ညိုရဲ့အချောင်းကြီးကလည်းထည့်နော်အင်ကြီးချွတ်ထားတဲ့အချောင်းကြီးကလည်းထည့်ပြီးတော့တဲ့အခါကျရွှေဦးနှလုံးနဲ့အဲ့ဒီဖွားဘက်တော်မောင်ညိုနဲ့တိမ်နဲ့တူနေပြီးကပ်ပဲထိတ်လေးထဲမှာနော်အဲ့လိုမျိုးလေးထည့်ပြီးချုပ်ထားတော့ခေါင်း beauty ကလေးနဲ့နော်အဲ့လိုမျိုးလေးရုပ်ဆိုးပန်းဆိုးဖြစ်နေတာပေါ့ကွယ်ကြီးစေးထိုးပြီးတော့တနစ်လောက်လဲနေရောခုနဆေးရည်တွေကထိတ်ကိုလာစုပြီးတော့ကြတော့เนาะအဲ့တော့ထိတ်ကိုလာစုပြီးတဲ့ခါကျတော့ပိတ်သွားတဲ့ခါကျတော့ဒီထိတ်ကဖွင့်လို့မရတော့ဖွားဘက်တော်မောင်ညိုရဲ့ထိတ်ကဆေးတွေနဲ့ခဲပြီးကြက်ပြီးပိတ်သွားတဲ့ခါထိတ်ကဖွင့်လို့မရတော့ဖွင့်လို့မရတော့လို့ရှိရင်အထဲမှာရှိနေတဲ့ဂျင်းညော်တွေကိုတန်ရှင်းလုပ်လို့မရတော့ဘူးเนาะအဲ့ဒါဒီထိတ်ပိတ်တာကြီးကเนาะမဖွင့်မဲနဲ့နောက်9နှစ်နေတဲ့ခါ10နှစ်နေတဲ့ခါအဲ့လိုအကြာကြီးထားလိုက်တဲ့ခါကျအထဲမှာရှိတဲ့ဂျင်းညော်တွေကတန်ရှင်းလုပ်လို့မရဘဲနဲ့ဂျင်းညော်တွေကများပြီးသွားတဲ့ခါကျတော့ပိုးဝင်တာတွေကဖြစ်နိုင်တယ်ပြီးတဲ့ခါကျတော့အဲ့ဒီဂျေးတွေကနေပြီးတော့ဓာတ်တိုးကိန်းတွေဖြစ်ပြီးတဲ့ခါကျတော့မောင်ညိုရဲ့ထိတ်ကနေပြီးတော့เนาะအဲ့တော့ကင်ဆာယောဂဘက်ကိုပြောင်းသွားတတ်တယ်เนาะအဲ့တော့ကင်ဆာဖြစ်သွားရင်တော့အချောင်းလိုက်ဖြတ်ပြေအောင်မရှိတော့တယ်ဘာမှလုပ်လို့မရတော့เนาะအဲ့ခါကျတော့ထိတ်ပိတ်သွားပြီဟဲ့ဆိုရင်အရေးကြီးလာပြီအဲ့ဒီဟာထိတ်ကိုပြန်ဖို့နဲ့ခွဲစိတ်ကူတာမှုမျိုးကเนาะအချိန်မီလုံးအောင်မှာဖြစ်ပါတယ်မြန်လုံးအောင်မှာဖြစ်ပါတယ်အဲ့တော့တချို့ကကြီးစေးထိုးတယ်ထိတ်ကမပိတ်ဘူးကံကောင်းစွာနဲ့ထိတ်ကမပိတ်ဘူးဆိုရင်တော့ပြဿနာဒီလောက်မကြီးဘူးเนาะထိတ်ပိတ်သွားပြီဆိုရင်ကတော့အဲ့ထိတ်ပိတ်တာကြီးကိုအမြန်ဖို့မှပဲเนาะကင်ဆာကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီခါကျတော့เนาะအဲ့တော့
ခွဲစိတ်တယ်ဆိုတာလည်းပဲအသေးစားခွဲစိတ်မှုမျိုးမဟုတ်ဘူးเนาะအဲ့တော့ကျတော့ခွဲစိတ်ဆရာဝန်เนาะအဲ့တော့အထွေထွေဆရာဝန်နဲ့ခွဲလို့မရဘူးเนาะအဲ့တော့ခွဲစိတ်ပါရကူတယောက်နဲ့တေချာလေးပြရမယ်ပြပြီးသွားတဲ့အခါကျတော့ခွဲစိတ်ခန်းထဲမှာမေဈေးဆရာဝန်တွေထုံဈေးဆရာဝန်တွေပါတယ်ခွဲစိတ်ခန်းကြီးထဲမှာအဲ့လိုမျိုးဆရာဝန်တွေနဲ့အဲ့လိုမျိုးအဖွဲလိုက်ကြီးခွဲရတာမျိုးဖြစ်ပါတယ်เนาะပြီးတဲ့အခါကျတော့ तू ကခွဲတဲ့အခါမှာစီးပိုက်ထည့်ထားရတယ်เนาะစီးပိုက်ထည့်ပြီးတဲ့အခါကျမှအဲ့လိုမျိုးလိုအပ်တဲ့အရေးပြားတွေကိုเนาะဒီဆေးခဲတွေကခွာလို့ရရင်ခွာပေါ့เนาะဖယ်လို့ရရင်ဖယ်ပေါ့တချို့ကကြတော့ဒီအရေးပြားမှာเนาะဆေးတွေကတအားထိုးထားတဲ့အခါကျတော့အရေးပြားနဲ့ဆေးတွေနဲ့ကတ်နောက်ကတ်နေတဲ့အခါအဲ့ဆေးတွေကခွာလို့မရချစ်ထုတ်လို့မရဖယ်လို့မရတဲ့အခါကျတော့တော့အဲ့တော့အရေးပြားကြီးကအကောင့်တိုင်းမရတော့ဘူးအဲ့တော့အရေးပြားအကောင့်တိုင်းမရတဲ့အခါကျတော့ခွဲစိတ်တာဘယ်လိုမျိုးဖြစ်လဲဆိုတော့ငပြောသီးကိုနော်ငပြောသီးဟိုအခွန်ခွာပလိုက်ရတယ်လို့ဖြစ်လိုက်တာငပြောသီးကအခွန်မပါတဲ့ငပြောသီးလို့ပုံစံမျိုးဖြစ်သွားအောင်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့နော်အဲ့တော့ဒီအရေးပြားကြီးကလည်းပြန်မအုပ်ထားပဲနဲ့လည်းမရဘူးလေနော်အဲ့ဒီခါကျတော့အဲ့တော့အရေးပြားအကောင့်တိုင်းမရတဲ့အခါကျတော့ဘယ်ထဲကိုထည့်ချုပ်ရလဲဆိုဒီဖွားဘက်တော်မောင်ညိုအင်ကြီးချွတ်ထားတဲ့ဟာကြီးကိုဘယ်ထဲကိုထည့်ချုပ်ရလဲဆိုကပ်ပဲအိတ်ထဲထည့်ပြီးတဲ့အခါကျတော့ထည့်ချုပ်ထားရတာနော်အဲ့ဒီခါကျတော့ပုံကဘလောက်ဆိုလဲမျက်စိနဲ့မြင်အောင်ကြည့်လိုက်ကွယ်နော်အဲ့တော့ကပ်ပဲအိတ်ထဲမှာနော်ဖွားဘက်တော်မောင်ညိုရဲ့အချောင်းကြီးကလည်းထည့်နော်အင်ကြီးချွတ်ထားတဲ့အချောင်းကြီးကလည်းထည့်ပြီးတော့တဲ့ခါကျရွှေဦးနှလုံးနဲ့အဲ့ဒီဖွားဘက်တော်မောင်ညိုနဲ့တအိမ်နဲ့တူနေပြီးကပ်ပဲထိတ်လေးထဲမှာနော်အဲ့လိုမျိုးလေးထည့်ပြီးချုပ်ထားတော့ခေါင်း beauty ကလေးနဲ့နော်အဲ့လိုမျိုးလေးရုပ်ဆိုးပန်းဆိုးဖြစ်နေတာပေါ့ကွယ်ပုံမှန်ဆိုလို့ရှိရင်ငါတို့ဟိုရှူးကင်ပေါက်တဲ့เนาะဖွားဘက်တော်မောင်ညိုနဲ့ကပ်ပိန်နဲ့တအိမ်စီเนาะတက်စီရှိရမှာလေเนาะအဲ့လိုမဟုတ်တော့ဘူးအဲ့တော့ကျတော့မောင်ညိုရဲ့အရေးပြားအကောင့်တိုင်းမရှိဘဲနဲ့ခွဲစိတ်ပြီးတော့ချွတ်ပလိုက်ရတဲ့ခါကျတော့ကပ်ပိန်ထဲရောက်သွားတဲ့ခါကျတော့ဒီရွှေဦးနှလုံးနဲ့ဖွားဘက်တော်မောင်ညိုနဲ့တအိမ်နဲ့တူနေပြီးတော့အဲ့မှာဆွေမျိုးတွေဖြစ်ကုန်ကြရောနော်မသိလို့ရှိရင်အဲ့မောင်ညိုရဲ့ကိုနီကောင်းလေးကလည်းဟိုကပ်ပဲကြီးရဲ့အဝမှာတိတ်ချုပ်ထားတော့ဒီလိုမျိုးလေးပေါ့ကွယ်အဲ့လိုမျိုးလေးနော်အဲ့တော့ဟိုကမြေမျိုးနေတယ်လို့မသိရင်အောက်ကနော်အဲ့ကပ်ပဲကြီးလေးကရှုံလေးနဲ့အဲ့မှာကြည့်လိုက်နော်ပုံစံလေးကဘယ်လိုမျိုးဟိုဘယ်လောက်တိအောင်တောင်ကြည့်ရဆိုးသွားလဲဆိုတော့အဲ့ခါကျတော့ပြောချင်တာကြီးချင်လို့မှကြီးစေးထိုးလိုက်တာမကြီးပဲနဲ့အဲ့မှာပုံပြက်ပြီးတဲ့ခါကျတော့အဲ့မောင်ညိုကကပ်ပဲကြီးထဲရောက်သွားအောင်နော်အဲ့လိုမျိုးပုံစံနေဖြစ်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အဲ့တော့ယောက်ျားလေးအများစုကဘယ်လိုဖြစ်မလဲဆိုတော့အဲ့လိုမျိုးပုံစံကြီးဖြစ်သွားတဲ့အခါလူတွေကဘာဖြစ်မလဲနော်ပျော်ပါမလားလူတွေကနော်မပျော်တော့ဘူးလေအဲ့ခါကျစိတ်တက်ကြစရာတွေဖြစ်နော်အဲ့တော့ကျတော့ဒီလိုမျိုးပေါ့နော်ကိုဟာနဲ့เนาะအဲ့လိုမျိုးအဝါဟဝီဝါပြုတ်မယ်ဆိုရင်တော့မှလူကြည့်ပြီးတဲ့ခါကျရည်စရာပုံစံမျိုးလေးဖြစ်ပြီးတဲ့ခါကျလူဖြစ်ရှုံးလူညွန့်တုံးเนาะအဲ့လိုမျိုးပုံစံမျိုးဖြစ်တဲ့ခါကျနောက်ဆက်တွဲပြဿနာတွေပါဖြစ်เนาะအဲ့ဒီခါကျတော့ခုနရွှေပန်းကမလာတဲ့ကိစ္စတွေစိတ်သက်တွေကြာနေတဲ့ခါကျဒီရွှေပန်းကလည်းကောင်းကောင်းမလာနိုင်တော့ဘူးလေပြီးတဲ့ခါကျလင်မယားဆက်ဆံရေးမှာလည်းအဆင်မပြေเนาะကိုယုံကြည်မှုတွေကပိုပြောက်ဆုံးအဆုံးကเนาะမကြီးတာပြဿနာမရှိသေးဘူးเนาะအဲ့လိုခွဲစိတ်ပြီးပုံပြက်သွားတဲ့ခါကျမှကိုနော်အဲ့တော့ယုံကြည်မှုတွေပျောက်ဆုံးပြီးချက်ကိုချက်ကန်နေဖြစ်ပြီးတဲ့ခါကျတော့အဲ့တော့လင်မယားတွေရောနော်အဲ့လိုမျိုးအိမ်အောင်ရေးဆက်ဆံရေးတွေမှာဘာတစ်ခုမှအဆင်မပြေတော့တဲ့ပုံစံမျိုးတွေအထိဖြစ်သွားတတ်ပါတယ်နော်အဲ့ဒီခါကျတော့ပြောပြချင်တာဒါတွေလုံးလိုက်လို့ရှိရင်နံပါတ်1ကိုထင်ထားတယ်လို့မျိုးဖြစ်မလာဘူးဒီကြီးစေးထိုးပြီးသွားလို့ရှိရင်နောက်ဆက်တွဲကြရက်တွေနဲ့ငွေကုန်ကြေးကြတွေများပြီးတဲ့ခါကျတော့ပုံစံနေပြက်ပြီးတဲ့ခါကျတော့အမျိုးစုံသောဒုက္ခတွေအကုန်လုံးရောက်လာတာဖြစ်ပါတယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ပြောပြချင်တာကเนาะအဲ့တော့ဒီကြီးစေးထိုးဖို့ရာအတွက်စိတ်ကူးရှိနေတဲ့သူတွေเนาะဒီဗီဒီယိုတွေကိုကြည့်ပြီးသွားလို့ရှိရင်ဒါကျမ်းမာရေးဘုဒ္ဓအပြည့်စုံရသွားလိမ့်မယ်မျက်စိတွေလည်းကိုယ်ကွက်မြင်သွားလိမ့်မယ်လို့เนาะယုံကြည်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကြီးစေးကလုံးဝမထိုးသင့်တဲ့အရာဖြစ်ပါတယ်ထိုးပြီးတဲ့သူ100မှာ100ရာခိုင်နှုန်းအကုန်ဒုက္ခရောက်တယ်เนาะနည်းနည်းရောက်တဲ့လူနဲ့များရောက်တဲ့လူဒါပဲရှိတာတေချာတာတော့ပုံပြက်သွားပြီးတဲ့ခါကျဘယ်လို့မှဆွဲဆောင်မှုမရှိတော့ပါဘူးเนาะအဲ့ဒါလေးကိုပြောပြတာပါဘိုင်